psychology ဆိုတဲ့ခေါင်းစဉ်အောက်မှာကသိပ္ပံနည်းကျသုတေသနပြုထားတဲ့ scientifically grounded theory တွေပဲရှိတာမဟုတ်ဘူးဗျတိတိကျကျသက်သေပြလို့မရတဲ့ non scientific theory တွေလည်းရှိဥပမာ law of attraction တို့ neuro linguistic programming NLP တို့လိုမျိုးပေါ့အဲ့ဒီ non scientific theory တွေကပိုတော့လူသိများပြီးလူစိတ်ဝင်စားခံရသေးတယ် zodiac လို့ခေါ်တဲ့ astrology ဆိုတာကလည်း psychology အနွယ်ဝင်ပဲလေသူဆိုဟုတ်တော်ရှိမဟုတ်တော်ရှိအရန်ကို trend ဖြစ်တယ် scientific theory တွေကမှန်ကန်ကြောင်းအတိအကျသက်သေပြနိုင်ရတာနဲ့ဘာကြောင့်လူစိတ်ဝင်စားမခံရတယ်လဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြကျွန်တော်တို့အုံနောက်ကပင်ကိုတဘာဝအရာကိုအလုရှုပ်ရမှာကိုကြောက်တတ်တယ်ဗျာတိတ်ပံနေကြအချက်လက်တွေကိုနားလည်ဖို့ဆိုရင်ခွန်အားစိုက်ထုတ်ဖို့လိုတယ်အဲ့တော့အုံနောက်ကသူ့ကိုပင်ပန်းစေတယ်လို့ယူဆပြီးအာယုံမစိုက်ချင်ဘူးတစ်ဖက်က Trump ဖြစ်နေတဲ့ concept တွေကကြတော့ရိုးရိုးရှင်းရှင်း solution တွေကိုပဲပြောကြတာအဲ့တော့အုံနောက်တဲ့တွေးရတာလွယ်ကူပြီးတက်တောင့်တက်တာဖြစ်စေတယ်လူဗီဇကအပြင်းကြီးတဲ့သဘောမျိုးရှိတော့အုံနောက်ပင်ပန်းစရာမလိုပဲနားလေသွားနိုင်တဲ့ concept မျိုးကိုပဲအမှန်တရားလို့ထင်မှတ်သွားတတ်တယ်ဒါတည်းမကသေးဘူးလူအုံနောက်ကအမှန်တရားတဲ့စိတ်တတရဖို့ကိုပိုးရှာဖွေတတ်တယ်ဗျတိတ်ပံနေကြအချက်လက်တွေကတခါတလေမှကျွန်တော်တို့ယုံကြည်ထားတာတွေကမှားနေရလို့ထောက်ပြတတ်တော့ကိုယ့်အတ္တကိုထိခိုက်စေပြီးပြန်လဲခုခံတဲ့ backfire effect ကိုဖြစ်လာတတ်တယ် non scientific concept တွေကကြတော့ဒါမေးမှမဟုတ်ဘူးဂျိုစိုးဝင်နေလို့ဖြစ်တာတို့လိုမျိုးကျွန်တော်တို့ရဲ့အတ္တကိုနှစ်သိမ့်ပေးတဲ့စကားလုံးမျိုးတွေကိုထည့်သုံးတတ်တော့ ego ကတစ်ဖက်ပြန်မလုပ်ပဲလွယ်လေးတကူလက်ခံထားလိုက်ရရခြေလိုက်ရင်ပြေလေသွားလိမ့်မယ်ဆိုတဲ့စကားမျိုးကမင်းရဲ့ mindset ကိုပြောင်းလဲဖို့လိုတယ်ဆိုတဲ့စကားမျိုးထက်ပိုပြီးစိတ်သက်သာရလိမ့်ဒီချက်ကတော့ပိုးအံ့ဩစရာကောင်းတယ်လူတွေကအကြောင်းအရာတစ်ခုကိုနည်းနည်းရလားရှုပ်ထွေးရလားတတ်မှတ်တာကအသိဉာဏ်နဲ့တတ်မှတ်တာမဟုတ်ဘူးစိတ်ခံစားချက်နဲ့တတ်မှတ်တာဥပမာစัจ java ထဲမှာရှိသမျှအရာအားလုံးက vibration တွေနဲ့ဖွဲ့စည်းထားတာခင်ဗျားရဲ့စိတ်ကတောက်တောက်ပပလိုချင်တက်ကြွတဲ့ frequency တစ်ခုကိုထုတ်လွှင့်လိုက်တဲ့အခါစัจ java ကအဲ့ဒီ frequency နဲ့ကိုက်ညီတဲ့အောင်မြင်မှုတွေကိုခင်ဗျားစီကိုပြန်ပို့ပေးပါလိမ့်ဆိုတဲ့စကားမျိုးကိုဘယ်သူမှနားမလည်ဘူးဗျာဒါပေမဲ့နားထောင်လို့ကောင်းပြီကိုယ့်ကို positive vibe ရစေတော့ဒါကနည်းနည်းပြီးလေးနဲ့တဲ့ theory တစ်ခုပဲလို့ယူဆလိုက်ခမည်းရဲ့ပင်ကိုယုံကြည်မှုနဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့အချက်လက်တစ်ခုကိုကြားမိရဲ့အချိန်မှာငကိုယုံကြည်မှုကိုပဲစက်ယုံရမလားအချက်လက်အစ်စ်ကိုပဲလက်ခံရမလားဆိုပြီးဒီကဖြစ်နေတဲ့ခံစားချက်မျိုးက psychology ရအရန်ခံစားရခက်တယ်ဒါကို cognitive dissonance လို့ခေါ်တယ်ဆိုတဲ့စကားမျိုးကြတော့ဘာတွေပြောနေမှမသိဘူးကွာရှုပ်ချက်ကိုခတ်နေတာပဲနားကိုမလဲဘူးဆိုပြီးဖြစ်သွားရော vibration of universe ဆိုတာကဘာမှမသိပေမဲ့ကိုဖြစ်ချင်တာကိုစိတ်ကြိုက်ပုံဖော်လို့ရတယ် cognitive dissonance ဆိုတာကတိကျတဲ့ဖြစ်စဉ်မျိုးဆိုတော့အုံနောက်ကနားလည်နိုင်ဖို့အတွက်အတင်းလိုက်အထုတ်နေရတယ်နောက်တစ်ချက်ကတော့နဂရော်တွေဘိုးတော်တွေရဲ့စကားပြောဟန်ကိုလေ့လာကြည့်သူတို့ပြောနေတဲ့အကြောင်းအရာကလုံးဝကိုယုတ်တိမရှိရင်တောင်မှသူတို့ရဲ့ဟန်ပန်ကတော့ယုံကြည်မှုအပြည့်ပဲလူအုံနောက်ကလည်း confidence ရှိတာကိုအရည်ချင်းရှိရလို့ထင်မှတ်မှတတ်တော့သူတို့ကလည်းသူတို့လုပ်ငန်းသဘောတရားအရာအဲ့ဒါလိုမျိုးပြောတတ်မှကိုအလုပ်ဖြစ် science မှာကြတော့ဖြစ်နိုင်ခြေတွေကထက်တွက်နေရတာဖြစ်တဲ့အတွက်အဲ့လောက်ကြီးဒီဘိုးပြောင်ပြောဖို့ကမဖြစ်နိုင်ဒီတော့လူစိတ်ကပေါ်ပြီးပြက်ပြက်သားသားအာမခံချက်ပေးရတဲ့သူကိုပဲ authority ပိုရှိရလို့ယူဆတတ်ကြတယ်အဲ့ထက်ပိုဆိုတာက zodiac နဲ့ပတ်သက်တဲ့ content တွေဆိုရင်ဒီနေရာမျိုးမှာအရန်အားသာချက်ရှိရန်ပြင်းရင်ဘယ်တော့မှမရှုံးတဲ့ယာတိကွင်၃ခုတို့အပြင်ပန်းကြည့်ရင်အေးဆေးပင်မဲ့စိတ်ထဲမှာတော့စိတ်ပွေးနေတတ်တဲ့ယာတိကွင်တို့လိုမျိုးခေါင်းစဉ်လေးသာတက်လိုက်သူ့ဟာသူဘာတွေပဲပြောနေ zodiac ချစ်သူတွေကငါများပါနေမလားလို့ဝင်ကြည့်ကြဝိုင်းရှဲကြတာနဲ့တင်ဘာရ treasure ကအေးဆေးကိုချောနေတယ်ငါတို့လိုယာတိကွင်တူတဲ့သူတွေကဒီလိုပဲဆိုတဲ့ group identity ကအတိုင်းဝိုင်းတစ်ခုထဲမှာပါဝင်နေတယ်ဆိုတဲ့ social belonging ဆိုတဲ့ခံစားချက်မျိုးကိုပေးစမ်းနိုင်တဲ့အတွက်ဒီလို topics မျိုးကိုလူစိတ်ကအရန်သဘောကျနောက်ဆုံးချက်ကတော့ social media ရဲ့ algorithm ကသူ့ platform ပေါ်မှာလူတွေရှိနေဖို့ကိုအဓိကထားတာဖြစ်တဲ့အတွက်လူကြည့်ပုံများတဲ့ topics တွေနဲ့လူကြိုက်ပုံများတဲ့ content style တွေဆိုရင်ပိုဦးစားပေးမှာဒီတော့ခမားက scientific theory တွေပြောနေရတဲ့၍သူများတလန်းလန်းရင်ကိုက10လန်းလောက်ပြေးလိုက်နေရမှာပဲဘာလို့လဲဆိုတော့လူများစုကညံမမီကြလို့ခမားရောယုတ်တိရှိပြီးလက်တွေ့ဆန်တဲ့ scientific theory တွေကိုစိတ်ဝင်စားလားထူးဆန်းအံ့ဩစရာကောင်းတဲ့သဘာဝလွန်ဆန်ဆန် non scientific theory တွေကိုစိတ်ဝင်စားလား comment မှာဝင်ဆွေးနွေးပြီးတော့